လက်ရှိအီရန်အမေရိကန်စစ်ပွဲကိုကမ္ဘာနိုင်ငံရေးသုံးသပ်သူတွေရဲ့အမြင်ကတော့အမေရိကန်နိုင်ငံကအခုချိန်မှာအရှေ့လေပိုင်းမှာပိတ်မိနေပြီလို့ဆိုပါတယ်ရှေ့တိုးဖို့လည်းခက်သလိုနောက်ဆုတ်ဖို့ကလည်းမဖြစ်နိုင်တဲ့အခြေအနေတစ်ခုပါတကယ်လို့အခုချိန်အမေရိကန်နိုင်ငံကအရှေ့လေပိုင်းကနေနောက်ဆုတ်လိုက်မယ်ဆိုရင်သူတို့ရဲ့ရေနံဒေါ်လာစနစ်ကချက်ချင်းပြိုလဲသွားနိုင်ပါတယ်အဲဒီလိုပြိုကွဲထွက်သွားနိုင်တဲ့တပြိုင်တည်းအမေရိကန်တင်နေတဲ့အကျွေးဒေါ်လာ39ထရီလီယံကပေါက်ကွဲထွက်လာပြီးတော့အမေရိကန်ပြည်ထောင်စုကိုတညအတွင်းမှာပဲဒေဝါလီခံစီးပွားပြတ်တဲ့အခြေအနေကိုရောက်သွားစေနိုင်ပါတယ်ဒါဆိုရင်အမေရိကန်ကရှေ့တိုးပြီးတော့တိုက်ခိုက်မယ်လို့ထင်ပါသလားသူတို့မှာအီရန်ကိုတိုက်ခိုက်နိုင်စွမ်းအပြည့်ရှိပါတယ်ဒါပေမဲ့အီရန်ရဲ့အဓိကရေနံတင်ပို့ရာခါကျွန်းကိုတွားပြီးတော့သိမ်းပိုက်မယ်ဆိုရင်တော့အမေရိကန်ကနောက်ထပ်ဗီယက်နမ်စစ်ပွဲလိုမျိုးရုံမထွက်နိုင်တဲ့စစ်တွင်းတွေကိုနှင်မွန်းသွားလိမ့်မယ်လို့သုံးသပ်တဲ့နိုင်ငံရေးသမားတွေလည်းတွေ့ရပါတယ်သူတို့အမြင်ကတော့အမေရိကန်ကအခုချိန်မှာနောက်ဆုတ်ရင်လည်းဒုက္ခရောက်မယ်ရှေ့တွန်းလည်းတောကများမယ်အကျက်တင်းနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်ဒါကအမြင်သက်သက်ပဲဖြစ်လို့အမှန်တရားလို့တော့မဆိုလိုပါဘူးကျွန်တော်တို့မြန်မာနိုင်ငံသူတွေလည်းဒီပွဲကဘလို့အခြေအနေဖြစ်နေပြီဆိုတဲ့အမြင်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျ